အဓိကကိုလူကအဓိကပြဿနာကိုလူကတစ်ဖက်မှာဟိုပလီပလာတွေပြောထားရင်ကိုကတစ်ဖက်ကလည်းမှုန်နေတယ်ဆိုရင်ကိုကဘလောက်ပဲ official ပဲဖြစ်သူတို့ကမငယ်ငယ်ဖြစ်နေတာလားကိုကတော့အဲ့ဒါကိုလိုက်တော့သားမထွက်နဲ့ဘယ်သူနားဆရာလို့ပဲကြည့်ပေးလိုက်ပါနော်တနားဆရာလို့ပဲကြည့်သူတို့မှဘလောက်အကုသို့များလဲသူများရဲ့မျက်ရည်နဲ့သူများရဲ့နှလုံးသားနဲ့ရင်းနှီးပြီးမှသူတို့ကစိတ်ပျော်ရွှင်မှုကိုရတာဆိုတော့အပူစားတွေပါငရုတ်သီးစားတာများရင်တော့မှအစာရင်ယောဂဖြစ်ပြီးတော့စာရင်တွေပါပေါက်ကြကွဲကြသေးရပဲအခုလိုမျိုးသူတစ်ပါးရဲ့တောကကိုစားပြီးတော့ပျော်ရွှင်နေတဲ့သူတွေကတန်တရားမှာဘယ်လောက်ထိစင်ပြေနိုင်မယ်လို့ထင်လဲလူဆိုတာလူစီးရှိရတလိษံမှာအဲ့ဒီစီးမရှိဘူးသူမရကိုမရမရှိဘူးသူ့လင်ကိုလင်မရှိဘူးအမေမရှိဘူးနှမမရှိဘူးအမမရှိဘူးကြုံတဲ့အချိန်မှာကြုံတယ်လို့ခံစားပလိုက်တာအဲ့ဒါတလိษံဟုတ်ပြီနော်